ခင်ဗျာဆရာတော်ဘုရားဓမ္မသနာပြင်ပေါ်တော့ရောက်ရှိနေပြီဖြစ်ပါတဲ့ဖြင့်အင်္ဂါရှိမနဲ့ပြည့်စုံသောသီလတော်မြတ်ကိုခံယူကျင့်သုံးဆောက်တည်နိုင်ရန်အတွက်ဘုရားမြတ်ဆုံးယန္တနာတရားမြတ်ဆုံးယန္တနာသံဃာမြတ်ဆုံးယန္တနာမြတ်ဆုံးယန္တနာသုံးပါးနဲ့တကွာရန်ကုန်တိုင်းဒေသကြီးတကြီးမြို့ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မူလဥယျာဉ်တိုက်တသနာဝေဘုံကခုနရဓမ္မရိပ်တာရှိခုတော်ဤဦးစီးဗရဏနိုင်ကဆရာတော်ဖြစ်တော်မူသောသာသနာ့ဓမ္မစတိယဓမ္မကတိကဘုဇနာဟိတတရမဟာဓမ္မကတိကဘုဇနာဟိတတရ PhD UK ဒေါက်တာအချင်းဝေဘုံကဇောတိခုနရဆရာတော်ဤသီလကုံသမာဓိကုံပညာကုံတို့ကိုဥထိပ်ပန်စေပြည့်အင်္ဂါရှိပါးနဲ့ပြည့်စုံသောသီလတော်မြတ်ကိုခံယူကျင့်သုံးရန်ဩကာသကတော့ချိုးဖြင့်ညီညာဖျားဖျားကြောကြပါကုန်စို့မြတ်ဆုံးဖြစ်သောဘုရားယတနာအမြတ်ဆုံးဖြစ်သောတရားယတနာအမြတ်ဆုံးဖြစ်သောသံဃာယတနာယရဏမြတ်သုံးပါးပေါင်းတို့နှင့်တကားဝဆရာသမားတို့အာယုသိမြတ်တို့လက်ဆောင်မိုး၍ရေခေါ်ပူဇော်ဖူးမြော်မှန်လျှော့ကြောကြရခြင်းတည်းဟုသောပူဇော်တပနာမစေတနာတတ္တာပညာဝရိယတရားတို့ကြောင့်ယောဂီပေါင်းသူတော်ကောင်းတို့သည်အလိုရှိတောင်းတအပ်သောမဝမနမတေမြတ်နေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းသည့်အငြိမ်းရာမှဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဘုဒ္ဓလောင်တတ်တို့ဤချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ပွားများအာထုတ်ဆဲဖြစ်သောဒါနသီလစေရနာကံနှင့်တကားဝဝိပဿနာဉာဏ်သည်လည်းမြန်စွာမဲ့ဉာဏ်တို့ကျေစုပြု၍နိဗ္ဗာန်သို့ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေလှုပ်စင်တိုင်းနှစ်ခေါက်အာမန္တိThank you.
မံဝဒာမိတံဝတိထနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိအတန်လေးဖွာလာအတန်ဖွာလာဤလူဘဝအယတောတိဗုဒ္ဓဘုရားဤဂုံကိုဤယုံကြည်မြတ်နို့လက်ဆောင်မူကားရှိခိုးပါ၏ဤလူဘဝအယတော်သည်တရားတော်မြတ်ဤဂုံကို၏ယုံကြည်မြတ်နို့လက်ဆောင်မူကားရှိခိုးပါ၏ဤလူဘဝအယတော်သည်သံဃာတော်များဤဂုံကို၏ယုံကြည်မြတ်နို့လက်ဆောင်မူကားရှိခိုးပါ၏ဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိအတန်ဖွာခိုင်းတယ်နော်အတန်ကျင့်တယ်ဣတရဏဂဏံသီလံပฏิပုံဏံပါဏာတိပါဒဝေရမဏိတိခာပရံသမာဓိယာမိသူရဘာတို့ဤအတ္တကိုတပ်ဖြတ်ခြင်းမှာရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏အဒိဏဒါနဝေရမဏိတိခာပရံသမာဓိယာမိသူရဘာတို့ဤပစ္စည်းဥစ္စာကိုခိုးယူခြင်းမှာရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏အဗျမစရိယဝေရမဏိတိခာပရံသမာဓိယာမိမမြတ်သောအကျင့်တို့ကိုကျင့်ခြင်းမှရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏မုဒ္ဒဝါဒဝေရမဏိတိခာပရံသမာဓိယာမိလိမ်ညာပြောဆိုခြင်းမှာရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏သုရမေရယမေသပမဒဌာနာဝေရမဏိတိခာပရံသမာဓိယာမိပြန်ပန်ကန်ပြောက်ပါမူရစေရသောပရိအယအစရှိသည်တို့ကိုတောင်းသုံးခြင်းမှာရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏ဝိကာလဘောဇနာဝေရမဏိတိခာပရံသမာဓိယာမိပန်ကန်
နေလွယ်ညစာစာသုံးခြင်းမှာကြောင်းခြင်းပါ၏စောင့်တိမ်ပါ၏နိစ္စဣဒာဝါဒိတာဝိတုကသတ္တနာမာလာကန္တာဝိလေပနာဘာရဏမန္တနာဝိဟုဒနာဒါနာဝေရမဏိတိတ်္ခဗရံဓမ္မာတိယမိဘုဒ္ဓံကဖြင့်ဤဆိုခြင်းသူတော်ဘာကိုကစေခြင်းဤဆိုစေခြင်းပန်းပန်ခြင်းနန္တာလင်းခြင်းတို့မှာရှောင်းခြင်းပါ၏စောင့်ထိန်ပါ၏ဥစ္စာတယနာမတယနာဝေရမဏိတိတ်္ခဗရံသမာတိယမိမြင့်သောနေရာမြတ်သောနေရာတို့၌ခိုင်ခြင်းအိတ်ခြင်းလဲလျောင်းခြင်းတို့မှာရှောင်းခြင်းပါ၏စောင့်ထိန်ပါ၏မေတ္တာသဟကတိဣဒံမေပုံညာဘောဓိညာဏတ္တပစ္စယောဟောတုဣဒရဏေနတဟသင်္ကသမဏဂတံဥပောတတသီလဓမ္မတတုကံကတ္တဝပမတိနတံပါတိထကျင့်နေကိုပြောတယ်နော်ဒါနည်းနည်းဖွင့်တယ်ဒါလည်းကြည့်မလုံးနဲ့နောက်တစ်ပိုင်းအလုပ်ဝိတရားဟောကြားနာကြမှာဖြစ်ပါတယ်။တာကြီးမြို့လယ်ဘုရားကြီးကျောင်းတိုင်တွင်ကျင်းပအပ်သောဓမ္မသဘင်ယနေ့သာသနာတော်နှစ်2569ခုနှစ်ယနေ့သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်တော်သနေလပြည်ကျော်4ရက်ခရစ်တက္ကရာ2025ကိုလာပိုင်း10ရက်ဗုဒ္ဓဂုနေ့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့လယ်ဘုရားကြီးကျောင်းတိုင်တွင်ကျင်းပအပ်သောဓမ္မသဘင်နှစ်နှစ်ပိုင်းချိန်အလုပ်ပေးတရားဟောကြားနာကြမှာဖြစ်ပါတယ်။ထိုလုပ်ပေးတရားတော်ကိုမဟောကြားကြသည်မီမနာကြားကြသည်မီတရားအလုံးတို့၏ပိုင်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနမောတတ္တ၃ကြိမ်ဖြင့်ပူဇော်ကြော့ကြရအောင်။နမောတတ္တဘဂဝတောသဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြတ်သက်သာတဲ့အရိယာပုဂ္ဂိုလ်ဖြင့်တရားတော်ကိုနာယူနိုင်ကြပါပြီအဲ့တော့ယနေ့အလုပ်ပေးတရားမှာအမတ်စဉ်နှစ်အနေနဲ့တာယဟံမေလို့ဒီလိုစိတ်ထဲမှာမှတ်ကြတဲ့အခါကျတော့နောက်ပါတန်ဃာတော်တွေကဖခင်သုတော်ရဏမင်းမိခင်မေတော်မာယာတို့ကမွေးဖွားထားသောဒိဋ္ဌဒမင်းသားဖြစ်ပါရဲ့သားနဲ့ဘုရားဖြစ်ပါရဲ့သားနဲ့ယခုပုံနာကြီးဇနီးမောင်နှံကသူတို့ရဲ့သားပဲလို့ဒီလိုပြောတဲ့အခါမြတ်စွာဘုရားကဒီဘဝမဟုတ်ဘူးချစ်သားတို့ဘဝ900ကတဲ့ဒီတိုင်းဘဝဘယ်လောက်ကလဲတော်ဆက်ခဲ့သောမိဟောင်းဖဟောင်းတာနေဖြစ်တယ်အဲ့ဒါမှတန်တရားရှင်းသွားတဲ့အခါဘ
ပုံသားကြီးဇနီးမောင်နှံကအနာကိုကမ်းပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်တပည့်တော်တို့ကအသက်တွေကြီးပါပြီတဲ့အသက်ကြီးတဲ့အခါမှာမသေးခင်ရက်လနှစ်တွေမှာလိုက်နာကျင့်သုံးရမယ်တရားတော့အသက်ကြီးတဲ့အခါမှာနေရမယ်နေ့စဉ်တရားပေါ့ဒီတိုင်းအသက်ကတော့ဒီနေ့ကျရင်တို့လည်းပဲမကြီးမှလားကြီးမှကြီးပါပါဘုရားခုတော့မှအသက်တွေကတော်တော်ကြီးလာကြပြီနော်အဲ့တော့အသက်ကြီးလာတဲ့အခါကျတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေမှာနေရမယ်တရားပေါ့အဲ့တချို့ကအသက်ကြီးလာတဲ့အခါသားတွေသမီးတွေနဲ့နေခြင်းနဲ့ဆွေတွေမျိုးတွေနဲ့နေခြင်းနဲ့မြည်တွေမြစ်တွေနဲ့နေခြင်းနဲ့စီးပွားဥစ္စာတွေနဲ့နေခြင်းနဲ့အဲ့ဒီလိုနေခြင်းမျိုးကိုမဟုတ်ဘူးနော်ဒါကတော့ဘိသိက်လောကမှာလောကစည်းစိမ်တွေနဲ့နေတာကိုပြောတာအဲ့တော့လောကစည်းစိမ်တွေနဲ့နေတယ်ဆိုတာကတော့ကိလေသာတွေနဲ့နေတယ်လို့ဒီလိုပြောလို့ရတယ်။ဘာနဲ့နေတယ်လဲကိလေသာတွေနဲ့အဲ့ဒီကိလေသာတွေနဲ့နေမယ်ဆိုလို့ရှိရင်တဲ့ဒီဘဝကနေသုတိမနေသေလွန်သွားရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာတန်တရာကြလို့ရှိရင်မလားအမရောက်အပ်တဲ့အပယ်လေးပါးတွေလည်းသွားနိုင်တယ်ဒုက္ခဆင်းရဲတွေနဲ့လည်းကြုံနိုင်တယ်ခန္ဓာဒုက္ခတွေနဲ့လည်းပဲကြုံနိုင်တယ်ဒီဘဝမှာတော့စည်းစိမ်တွေပြည့်ပြည့်စုံစုံနဲ့သာသမီတွေဝင်းရံချွေရံပြီးတော့စည်းစိမ်ဥစ္စာတွေနဲ့ပြည့်ပြည့်စုံစုံနဲ့ဘလို့ပဲနေပဲနေ냐တော့လည်းပဲအဲ့ဒီစည်းစိမ်တွေရဲ့အပေါ်မှာတဏှာအစရှိတဲ့ကိလေသာတွေများကန့်ညှိသွားမယ်ဆိုလို့ရှိရင်အဘယ်ခန္ဓာအဘယ်လေးပါးကအမြဲတမ်းစိုးရိမ်ကြရကောင်းတယ်နော်အခုလိုဒုက္ခတိဘဝလို့ခေါ်တဲ့အလင်းတွေကိုရောက်နေတဲ့အချိန်မှာအလင်းတကအလင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်တို့ကအခွင့်သာတုံးကိုကြိုးစားရမယ်နော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တို့ကပေါ့ပေါ့ဆဆနေမယ်ဆိုရင်ဒီဘဝတော့ဟုတ်ပါတယ်သားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့စီစိမ့်နဲ့မြေတွေမြစ်တွေနဲ့ပတ်ဝန်းကျင်နဲ့ကိုယ်ချမ်းသာရေးစောင့်ရှောက်မဲ့လူတွေနဲ့နေရတာလက်ရှိဘဝလေးဟာကြည့်မယ်ဆိုရင်ပြည့်စုံတဲ့အတိတ်ကံကောင်းလို့ပေါ့နော်တို့ပဲမဲ့လို့ဘိဓာယီဟိုအနာဂတ်အတွက်စဉ်းစားကြည့်မယ်ဆိုရင်တော့ဘာမှကိုယ့်အတွက်ပြင်ဆင်ထားတဲ့ကုသိုလ်တရားမရှိဘူးဆိုရင်တော့ဝန်လေးစရာကြီးနော်ဒီဘဝတော့တောရိယပုံနာတို့လို့ပေါ့ဒီဘဝတော့တထေးပေါ့ဒီဘဝကလည်းသေးသွားဟိုဘက်ဘဝခွေးသွားဖြစ်တယ်ဆိုတာကြားဘူးတယ်မလားနော်ဒီနေ့တထေးနောက်နေ့ခွေးဆိုတာလေဒီနေ့ကတော့တထေးပေါ့စီစိမ့်နေနဲ့မမျော်လင့်မဲ့ပြုံးကနေဆိုလဲသေသွားဟိုတလိ္ဆာဝါနဲ့ရောက်ချသွားတာအဲ့ဒါဘာကြောင့်လဲဆိုတော့ကိုကြွတင်ပြင်ဆင်ထားတဲ့ကုသိုလ်တွေတရားတွေမရှိရင်တော့ဒီတိုင်းပဲဖြစ်ကြမှာပဲเนาะအဲ့တော့တို့ကအလုံးပြင်ဆင်ရမှာပေါ့အခုတရားနာတယ်တရားအထုတ်တယ်အခုတရားစခန်းပွဲကြီးတွေကျင့်ပပေးတယ်ဆိုတာဟာတို့လူတွေအတွက်မိမိတို့အတွက်ပြင်ဆင်ပေးတယ်လို့မှတ်ပါနော်ဘာလို့ပေးတာလဲတခြားနဲ့ပြင်တာလားတရားနဲ့ပြင်တာလားအဲ့ဒီပြင်တဲ့အလုပ်ကကျန်တဲ့အရာတွေဒါပဲအများကဝိုင်းပြင်ပေးလို့ရပေမယ်လို့ယခုလိုတရားနဲ့ပြင်တဲ့အလုပ်ကြတော့သူများပြင်ပေးရမှာလားကိုယ်တိုင်ပြင်ရမှာလားအဲ့တော့ယနေ့ဘုန်းဘုန်းတို့နှစ်ရက်မြောက်ဒီဘုရားကြီးကျောင်းတိုက်ဆရာတော်ဥအာဇာရဥဒိဋ္ဌာပြီးတော့ဩဃရဥမြင့်စိုးတို့အတွင်မှုဥတန်းလိုင်းတို့ဥမောင်မောင်သင်းတို့ဥတန်းထိုက်အောင်တို့တာဝန်ခံပုဂ္ဂိုလ်တွေနဲ့တရားပွဲကြီးယခုလိုကျင့်ပပေးတယ်ဆိုတာတိုက်ကြီးမျိုးမှာရှိကြတဲ့သို့မဟုတ်ရွာနီးခြားစားမှာရှိကြတဲ့ဓမ္မမောင်နှမတွေကိုအချိန်မီအခါမီလေးကိုယ့်ရဲ့ပြန်လန်းလေးကိုပြင်နိုင်ပါစေဆိုတဲ့စိတ်ဆန္ဒနဲ့ဒီလိုတရားပွဲကျင့်ပပေးတာနော်အဲ့တော့တို့ကလည်းအခုလိုကျင့်ပပေးတဲ့ပုဂ္ဂိုလ်တွေရှိတော့ဟောပေးပြောပေးမဲ့ဆရာသမားတွေရှိတော့ကိုယ့်ရဲ့စိတ်တွေကိုပြုပြင်ပြီးတော့လက်ရှိအာယုန်တွေနဲ့ပျော်မွေ့မနေဘဲနဲ့ကိုယ့်ရဲ့အပြန်လန်းကိုကိုယ့်ရဲ့ဘာလဲပြန်လန်းပါဗျာလာတာရှိရင်ပြန်တာရှိတယ်မလားအခုတရားနာလာတယ်လာပြီးရင်တရားပွဲပြီးရင်မပြန်ဘူးလားပြန်ပါဗျာအဲ့ဒါလာတာရှိလို့ပြန်တာရှိတာပါအဲ့ဒါ
နော်အလားရှင်းပြန်တော့အခုလူဘဝကိုလာထားပြီးပြီနော်ဒီနေ့ကျရင်တို့ကမပြန်ရမှလားပြန်ရဟုတ်တယ်အဲ့တော့တို့ကမပြန်ခင်ချိန်ခါကာလလေးမှာကိုပြုတ်ပြင်ပြီးတော့တို့ဘယ်လိုပြင်ဆင်ပြီးတော့ပြန်ကြမလဲအခုပုံနာကြီးဇနီးမောင်နှံကသူကအဲ့ဒီလိုပေါ့သူတို့လည်းပဲသူတို့မှအထားလျောက်နေစရာစားစရာမိသားစုပတ်ဝန်းကျင်သူတို့လည်းရှိတာတို့ပေမဲ့အဲ့ဒီဟာတွေတဲ့ကိုဘဝအတွက်ပြန်ရမယ်ခရီးဟာဘယ်လိုပြန်ရင်ကောင်းမလဲလို့ဆိုတဲ့အသက်ကြီးတဲ့အခါမှာနေ့စဉ်လိုက်နာရမယ်နေ့စဉ်ကျင့်သုံးရမယ်တရားကိုပြောတာနော်အဲ့တော့ဘုန်းတော်ကြီးဇနီးမောင်နှံမြတ်စွာဘုရားအနာကပ်လာပြီးတော့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ကအသက်ကြီးပါပြီနောက်တစ်ချိန်မြတ်စွာဘုရားကြွလာခြင်းလည်းရှိခြင်းမှရှိတော်မှာတွေ့ခြင်းမှတွေ့တော်မှာအဲ့တော့တပည့်တော်တို့မသေးခင်ချိန်ခါကာလလေးလာလိုက်နာရမယ်တရားရှိရင်အဲ့ဒါလေးတွေကိုတပည့်တော်တို့ကိုဟောကြားပါလို့မြတ်စွာဘုရားကိုပုံနာကြီးဇနီးမောင်နှံကလျှောက်တော့မြတ်စွာဘုရားကဒကာကြီးနဲ့ဒကာမကြီးတဲ့ဘဝ900ကမိဘဆွေမျိုးညီကိုမောင်နှမတော်ဆက်လာတဲ့ဓမ္မတန်ရောစဉ်ရှိတော့တရားတောင်းတဲ့အခါကျတော့တရားဟောပါမှာပေါ့တဲ့ခန္ဓာ5ပါးရှိပါတယ်တဲ့ခန္ဓာဘယ်နှပါးအဲ့ဒီခန္ဓာ5ပါးကရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာယုတ်ခန္ဓာကတစ်ပါးနာခန္ဓာကတူရပေါင်းရင်ယုတ်တရားနဲ့2မျိုးပဲရှိတာပေါ့အခုထိုင်းနေတဲ့ယုတ်နဲ့ထိုင်းတယ်လို့သိတဲ့နာနဲ့ဒီ2မျိုးပဲရှိတယ်အဲ့2မျိုးမှာတဲ့ဒီယုတ်ကတော့ဒကာကြီးတို့ဒကာမကြီးတို့ပြုတ်လို့ပြင်လို့မရတော့ဘူးတဲ့ဒီခန္ဓာကိုယ်ကြီးကတော့เนาะဒီယုတ်တရားကြီးကတော့တဖြည်းဖြည်းနဲ့အိုမြဲအိုလာတယ်နာမြဲနာလာတယ်တရားဘက်ကိုတဖြည်းဖြည်းနီးလာတာဖြစ်တဲ့ဒီယုတ်တရားကြီးကတော့ပြင်လို့စင်လို့ရအောင်မလားမရတော့ဘူးအခုအစားနဲ့ဘယ်လိုပဲပြင်เนาะသပင်ဖြူတာပဲသွားကြိုးတာပဲပရင်နေရတွန့်တာပဲခန္ဓာနာတာပဲဒုနာတာပဲပိုးသားဆိုးလာတယ်เนาะအေးအဲ့ဒါလေးကိုဟိုဆေးလေးတောက်เนาะဒီဆေးလေးလိမ့်နေပဲပြုတ်ပြင်ပြီးတော့ပဲနေရတာကောင်းမလားဆိုတော့မကောင်းတော့ဘူးเนาะဘာကြောင့်လဲဆိုတော့ဒီယုတ်တရားကြီးကအင်ဂျင်စက်တွေလို့ပေါ့အမြဲတမ်းအသုံးပြုလာတဲ့အခါကျတော့နေ့စဉ်မောင်းလာတယ်နေ့စဉ်အသုံးပြုလာတော့စက်တွေများလို့အင်ဂျင်ကျလာတာပေါ့နော်ကွန်ပျူတာများလို့ပဲအဲ့ဒါတွေတက်လာပြီကိုနေရာကဒီလိုလေးဖြစ်လိုက်ဒီနေရာကဒီလိုလေးဖြစ်လိုက်ဖြစ်တာလေးကိုပဲအစားလေးနဲ့စေဝါလေးနဲ့ဒီလိုပဲလိုက်ပြီးတော့ပဲထိန်းထားရုံပဲရမယ်နော်တဖြည်းဖြည်းနဲ့အခုအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပိုသိတာပေါ့နော်တွားရလာရနေရထိုင်ရတာကိုအမတန်ကိုတတိကြီးထားနေရပြီနော်ချော်မလဲအောင်လို့နော်မူးဝဲလဲမသွားအောင်လို့အခုလိုမိုးရသည်ဖြစ်တဲ့အတွက်နော်သွားရလာတဲ့ကချော်မလဲအောင်လို့ငယ်တုန်းကလို့ပြေးလှသွားလို့ရသေးလားမရပါဘူးဖြည်းသွားတာတော့တော်တော်ဂရုစိုက်နေရတာနော်ဒါဆိုဒီယုတ်တရားကြီးဟာပြုတ်လို့ပြင်လို့မရတော့တဲ့ဒကာကြီးတို့ဒကာမကြီးတို့ဒီယုတ်ကတော့ပြင်လို့မရတော့ဘူးတဲ့သို့ပေမဲ့လို့ပြင်လို့ရတာကစိတ်ကိုတော့ပြင်ရမယ်ဘာကိုပြင်ရစိတ်ကိုပြင်နိုင်တဲ့ပုဂ္ဂိုလ်ကတော့ကိုယ်စိတ်ကလေးကိုမသေးခင်ရက်လနှစ်တွေမှာနော်ကိုယ်စိတ်ကိုပြင်ထားနိုင်တယ်ကိုယ်စိတ်ကိုသတိရှိကတ်ထားနိုင်တယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းဆုံးသောနေနည်းဖြစ်လိမ့်မယ်တဲ့ရုပ်ကိုပြင်နာလားစိတ်ကိုပြင်နာလားရုပ်ကိုမပြင်စိတ်ကိုပြင်ရုပ်တွင်လဲလစိတ်လဲလားဟုတ်လားရုပ်ကိုမပြင်မဲနဲ့ဘာကိုပြင်ရင်ရုပ်တွင်လဲလစိတ်လဲလားတဲ့စိတ်လှတဲ့ပုဂ္ဂိုလ်ဟာရုပ်ပါလှသွားတယ်နော်ဘလောက်ပဲဘိသားရေးနော်အသားဘလို့ပဲမဲရုပ်ဘလို့ပဲစိုးခန္ဓာကိုယ်ဖွဲ့စည်းပုံဘလို့ပဲကြမ်းတမ်းနေပဲစေဘိသားရေးဘာလှလို့စီရင်အဲ့ဒီရုပ်တွေပါဘာဖြစ်သွားလဲလှသွားတာပဲလူပေါင်းတင့်တယ်သွားတာပဲနော်တချို့ကရုပ်ကတော့သိလှပါတယ်ပြင်ဆင်ထားလို့နော်ငကိုပကတိချောမောလှပါလို့တို့ပဲမဲ့စိတ်မလှဘူးနော်စိတ်မလှတဲ့အခါကျတော့လှနေတဲ့ရုပ်တော့စိုးသွားတာမဟုတ်လားစိတ်ကိုမပြင်ရုပ်ကိုပြင်ရုပ်တွင်လည်းမလှ
စိတ်လည်းမလားရုပ်သာပြင်းပြီးတော့စိတ်မပြင်းဘူးဆိုလို့ဆိုရင်စိတ်ကောရုပ်ကောမလှဘူးတဲ့နော်ဒါတို့ကဘာပြင်းရစိတ်လှသွားရင်ဘာမှလှအဲ့ဒါကိုမြတ်စွာဘုရားကအခုပြောနေပြီတဲ့စိတ်ကိုပြင်းတဲ့ဟုတ်လားစိတ်ကိုပြင်းဆိုတာကဒီစိတ်နဲ့ပတ်သက်လို့မိမိအတွက်လည်းမနာစေနဲ့သူတစ်ပါးအတွက်လည်းမနာစေနဲ့မိမိအတွက်လည်းစိတ်ဆင်းရဲမှုမဖြစ်စေနဲ့သူတစ်ပါးအတွက်လည်းစိတ်ဆင်းရဲမှုမဖြစ်စေနဲ့အဲ့ဒီလိုဖြစ်နေတဲ့ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့ကိုယ်လည်းနာစိတ်လည်းနာဒီနေ့ဘုံဘုံတို့ဒါလေးစပြီးတော့ဒီနေ့ပြောမှဖြစ်တယ်နော်ဒီနေ့တော့ရှင်သားလေးဒီဘုံဘုံတို့ပြောထားပြီမြတ်စွာဘုရားကအေးခန္ဓာကိုယ်ကြီးကတော့ပြင်လို့မရဘူးဘာကိုပဲပြင်ရဒီထိတို့အမှတ်1မှာတော့ကမနေ့ကပြောခဲ့တယ်နော်အေးဒီနေ့ကျတော့မြတ်စွာဘုရားကဘာပြောလဲဆိုတော့နော်ဒီစိတ်ကိုပြင်တဲ့နေရာမှာမိမိအတွက်သူတစ်ပါးအတွက်တဲ့နော်မိမိအတွက်လည်းပဲဒီခန္ဓာကိုယ်ကြီးကိုခင်မင်တတ်တဲ့တဏှာရှိမယ်စိုးရိမ်တတ်တဲ့သောကတွေရှိမယ်ဒီခန္ဓာကိုယ်ကိုစိုးရိမ်မှုတွေဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာအခုလိုတရားလဲလမ်းနာမှာလည်းမဟုတ်ဘူးဟုတ်လားကိုယ်ကိုတခုခုဖြစ်မှသိစိုးရိမ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့အရာကိုရောက်ပါမလားမရောက်ပါဘူးတရားနာတာအလုပ်ကောတရားထိုင်တဲ့အလုပ်ကောသူလုပ်ပါမလားမလုပ်ပါဘူးတရားထိုင်နေတဲ့ဆိုရင်လည်းဒီလိုပဲငါခန္ဓာကိုယ်ကြီးကဘယ်လိုများဖြစ်မလဲနာရာကျင်မှုကြောင့်ငါမှတမျိုးမျိုးများဖြစ်သွားမလားဆိုတဲ့ခန္ဓာကိုယ်ကိုညှားနေတာပေါ့နော်အဲကြောင့်ဗုဒ္ဓကပြောတယ်ခန္ဓာညာရင်တန်တရာကြမယ်တို့တစ်တလုံးဒီခန္ဓာကိုယ်ကြီးကိုရုပ်တရားကိုပဲဂယုစိုက်ပြီးတော့စားတာနဲ့ဂယုစိုက်ဝတ်တာနဲ့ဂယုစိုက်နေတာနဲ့ဂယုစိုက်ခန္ဓာကိုယ်ကြီးပဲတို့ကဂယုစိုက်ပြီးတော့ဒီခန္ဓာကိုယ်ကိုပဲပြုပြင်စောင့်ရှောက်ပြီးတော့စိုးရိမ်မှုတွေဖြစ်လာတာဖြစ်တဲ့အတွက်ခန္ဓာကိုညာလို့တို့ဒီခန္ဓာရပြီးတော့တန်တရာမှာမကြဘူးလားကြာပါဘူးအခုဘုရားတည်းဟူသောပညာရှိမိုးကုတ်ဆရာတော်ဘုရားကြီးတို့တည်းဟူသောပညာရှိတကယ်မြန်မာနိုင်ငံမှာပညာတတ်ဆရာတော်မတွေနဲ့အခုတွေ့နေတဲ့အချိန်မှာတို့ကဒီခန္ဓာကိုမညာဘဲနဲ့ခန္ဓာကိုယ်ကိုအသုံးပြုရမှာနော်အခုတရားနာလာတယ်ဆိုတာဒီခန္ဓာကိုယ်ကြီးကိုအရင်တည်ပြီးတော့လာတာလေတရားထိုင်တယ်ဆိုတာလဲခန္ဓာကိုယ်ကိုအရင်တည်ပြီးတော့မထိုင်ရဘူးလားထိုင်ရပါဘူးအဲ့တော့ကိုကသူ့ကိုကျွေးတဲ့မွေးတဲ့အချိန်တုန်းကလည်းကောင်းကောင်းလဲကျွေးခဲ့တယ်ကောင်းကောင်းလဲတောက်ခဲ့တယ်ကောင်းကောင်းလဲစားခဲ့တယ်ကောင်းကောင်းလဲဝတ်ဆင်ခဲ့တယ်သူ့ကိုကကျွေးတဲ့မွေးတဲ့စောင့်ရှောက်တဲ့အချိန်တုန်းကလည်းပဲသူ့ကိုဝအောင်လဲကျွေးတယ်လှအောင်လဲဆင်းတယ်ဟုတ်လားအေးအခုတရားထိုင်တရားအထုတ်တဲ့ခါကြတော့လည်းပဲကိုယ့်အတွက်ကိုခန္ဓာကိုယ်ကိုပါရမီဖြည့်ခိုင်းတော့ဟုတ်လားငါနင့်ကိုစားစရာရှိတော့ကလည်းငါကျွေးတယ်နော်နင့်ကိုငါဝတ်စရာရှိတော့လည်းရွှေတွေငွေတွေငါဆင်ပေးတယ်နော်အိတ်ချင်တယ်ဆိုလည်းငါအိတ်ပေးတယ်ဒီယုတ်တရားကိုပြောရမှာနော်နင့်ကိုငါဒီလောက်ပြုပြင်ပြီးတော့စောင့်ရှောက်ပေးထားတဲ့အခါနင့်ကိုငါဂယုစိုက်ထားတာဖြစ်တဲ့အတွက်ငါကိုလည်းပဲတရားထိုင်တဲ့အခါကျတော့ပါရမီဖြည့်ပေးပါဟုတ်လားနာရာကျင်တာမလုပ်ပါနဲ့မူတာဝေတာမလုပ်ပါနဲ့ငါအတွက်ကိုနင်းဂယုစိုက်ပေးပါပေးလိုက်ဒီခန္ဓာကိုယ်ကြီးကသိရင်ထားကြရမှာနော်ဒီယုတ်တရားကယူသွားလို့ရလားမရဘူးသေတာနဲ့တပြိုင်နက်အဲ့ဒီအရာကြီးကထားခဲ့ရတယ်ယူလဲသွားလို့မရဘူးဘယ်သူမှလည်းသိမ့်မထားဘူးသိမ့်ထားလဲတရက်နှစ်ရက်ဆိုသူ့ကိုသူ့ဟာကငါကိုသိမ့်မထားနဲ့တော့ပြစ်လိုက်တော့ပုတ်စော်နန်းလာပြီအနံ့တွေထွက်လာပြီသူကိုယ်တိုင်ကပြောနေတာနော်ဒါကြောင့်မလို့ဘေးသားကြီးဒီယုတ်တရားဟာတို့အတွက်ပါရမီဖြည့်တဲ့အရာတစ်ခုလောက်ပဲဒီလောက်ပဲထားရမယ်နော်အဲ့တော့ဒီပါရမီဖြည့်တဲ့ဒီယုတ်တရားကြီးပေါ့ဒီယုတ်တရားကြီးကိုတို့ကဘာလုပ်ရမလဲလို့မေးရင်နော်သူ့ကိုဂယုတော့စိုက်ရမှာပေါ့ကျွေးချိန်တန်းစားချိန်တန်းနော်ဝတ်ချိန်တန်းရေချိုးချိန်တန်းကုရီတက်ချိန်တန်းလုပ်ပြရမှာပေါ့တို့ပေမဲ့လို့အခုလို့တရားနာသွားမယ်ဆိုရင်လည်းပဲ तू ကသိပြီးတော့ညှာမနေနဲ့နော် तू ကဘာဖြစ်လဲဆိုဒီခန္ဓာကိုယ်ကြီးကတရားနာသွားမယ်ဆိုရင် तू ကမူးတယ်လို့ဝေးတယ်လို့ဟုတ်လားအောင်တယ်လို့အင်းတယ်လို့နဲ့ तू ကအမျိုးမျိုး तू ကကိုယ်ကိုဒုက္ခပေးတယ်နော်ဟိုတရားထိုင်တဲ့ခါကျတော့ကြည်ပေါ့6ကနာတယ်လို့ခါနာတယ်လို့တင်မကဘူးတယ်လို့အမျိုးမျိုးဒုက္ခတွေမပေးဘူးလားပေးပါဘူးအဲ့ဒါကိုကတတိထားနင်ငါကိုအလောက်ကြီးဒီဒုက္ခတွေမပေးနဲ့နင့်ကိုကြွေးခဲ့ပြီးမွေးခဲ့ပြီးအဲ့တော့နင်ငါကိုလည်းပါရမီဖြည့်အောင်ဆိုပြီးတော့ဒီခန္ဓာကိုမညာပဲနဲ့ခန္ဓာကိုအရင်တည်ပြီးတော့တရားကိုမကြိုးစားရမှာလားကြိုးစားခ
န္ဓာညာရင်တန်တရာဘာဖြစ်သွားတန်တရာကြာသွားမယ်ပေါ့နော်ခန္ဓာကိုမုံအောင်ဆုံးအောင်ရှုနိုင်မှခန္ဓာမုံမှတန်တရာဆုံးမယ်တဲ့ခန္ဓာမုံမှခန္ဓာညာရင်တန်တရာကြာမယ်ခန္ဓာမုံမှတန်တရာဆုံးမယ်တဲ့အဲ့တော့တို့ကခန္ဓာကိုယ်ကြီးကိုမုံအောင်ဆုံးအောင်နောက်ထပ်ဒီလိုဒုက္ခမျိုးတွေမကြုံအောင်တို့ကဒီလိုကြိုးစားရမယ်နော်အဲ့တော့မိမိခန္ဓာပေါ်မှာအဲ့ဒီလိုမုံအောင်ဆုံးအောင်ကြည့်သွားမယ်ဆိုရင်မိမိခန္ဓာနဲ့ပတ်သက်တဲ့ဒီစိတ်ဟာကိုယ်ခန္ဓာအပေါ်မှာနော်ငါပဲဆိုတဲ့ဒိဋ္ဌိအယူတွေငါခန္ဓာမလို့ငါခင်တယ်ဆိုတဲ့အရာတွေဆွဲလန်းတယ်ဆိုတဲ့အရာတွေကိလေသာတွေရော့ကျသွားမှာပေါ့ဒီတဲ့ကူကပို့ပြီးတော့ကြိုးစားမယ်ဆိုလို့ရှိရင်ကိုယ်အနာပတ်ချလည်းမှာရှိတဲ့မိသားစုတွေသားတွေသမီးတွေစီးပွားဥစ္စာတွေခန္ဓာဘွားတွေအပေါ်မှာလည်းပဲပို့ပြီးတော့ရော့ကျသွားတယ်နော်အဲ့ဒီလို့ဆိုရင်သူကဘာဖြစ်လဲဆိုတော့ဒီရုပ်တရားကတော့တားဆီးမရလို့ပြင်းစင်မရလို့နာမြဲတာနားနေပြီမဲ့လို့ရုပ်တာနာတယ်စိတ်မနာတော့ဘူးဘယ်လိုလဲတရားမှတ်တာနော်လူတွေအားလုံးကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ကြီးကနေ့စဉ်အိုးနေတယ်နားနေတယ်ထုံနေတယ်ကျင်းနေတယ်ရုပ်ကလည်းနားနေတယ်နော်ဒါကပြင်လို့ဆင်လို့မရဘူးနော်တကယ်ပြင်လို့ရမယ်စိတ်ကိုမပြင်မဲနဲ့ကိုယ်အတွက်လည်းပဲစိုးရိမ်မှုတွေပူဆွေးမှုတွေတောကမှုတွေဖြစ်တယ်ကိုယ်ခန္ဓာနဲ့အနာမှာရှိတဲ့မိသားစုတွေစီးပွားဥစ္စာတွေအတွက်လည်းပဲစိုးရိမ်မှုတွေတောကတွေဘယ်လိုပွေနဲ့ဖြစ်တယ်ဆိုတော့ဘယ်လိုဖြစ်နေလဲဆိုတော့ရုပ်ကလည်းနားနေတယ်စိတ်ကလည်းနားနေတယ်ခန္ဓာကိုယ်ကြီးကတော့တားလို့စီးလို့မရပြင်လို့မရတဲ့အတွက်အိုခြင်းနာခြင်းတွေကနေတိုင်းစက္ကန့်တိုင်းမှုဖြစ်နေတာနော်အဲ့ဒီလိုပဲဒီစိတ်ကလည်းကိုယ့်အတွက်ဖြစ်သူများအတွက်ဖြစ်ဆိုတော့နှစ်ခုသလုံးဖြစ်နေတာပေါ့ကိုယ်လည်းနာစိတ်လည်းနာဒီတိုင်းမဖြစ်ဘူးလားကိုကိုလည်းစဉ်းစားကြည့်နော်ကိုစဉ်းစားကြည့်ရမှာမြတ်စွာဘုရားကသူများအကြောင်းကိုစဉ်းစားတာထက်ဘယ်သူအကြောင်းဘယ်သူစဉ်းစားငါခန္ဓာဘလောက်ပုံမင်းရင်ရောလာပြီလေငါခန္ဓာကိုယ်ကြီးဟာဘလောက်ထိပျက်စီးဖို့နိကလာပြီလေငါစိတ်တွေကကောငါအပေါ်ရောငါမိသားစုပေါ်ငါစီးပွားတွေပေါ်ပိုင်ဝန်းကျင်အပေါ်ငါဘလောက်တောင်ချီနှောင်မှုတွေများနေတယ်လေဘလောက်စိတ်မချတာတွေများနေတယ်လေငါဘသူ့အတွက်တွေပူးနေတယ်လေငါဘသူ့အတွက်စိတ်မချတာတွေဖြစ်နေတယ်လေအဲ့လိုဆိုရင်တော့သူတော်ကောင်းတို့မှတ်တာနှစ်ခုသလုံးနားနေပြီနော်မိမိအတွက်ခန္ဓာကိုယ်ကြီးကပြုလို့ပြင်လို့မရတဲ့နားနေတာကနေ့စဉ်လစဉ်နှစ်စဉ်စိတ်ကလည်းကိုယ့်အတွက်သူများအတွက်ပူနေရတဲ့နေ့စဉ်လစဉ်နှစ်စဉ်ဆိုတော့အဲ့တော့ဘာတွေဖြစ်နေလဲကိုယ်လည်းနာဘယ်နှမျိုးဒါကြောင့်မလို့လူတွေဟာအသက်တွေတိုးကုန်တာလေဟုတ်လားတချို့ကဘာပြောမလဲနေ့စဉ်သူသေရမယ့်အချိန်မို့လို့ကံကုံလို့သေတာဒါကလည်းတစ်မျိုးပေါ့နော်တချို့ကြတော့လေကံကုံလို့ရလို့မဟုတ်ဘူးမသေသေးမဲနဲ့သေသွားတဲ့လူတွေအများကြီးရှိတယ်နော်အဲ့ဒါဘာကြောင့်လဲဆိုရင်သောသောကလို့ပေါ့ပူဆွေးတောကတွေများနေတဲ့ခါကျတော့မစားခြင်းနာနဲ့မအိတ်ခြင်းနာနဲ့အိတ်မပြောတာနဲ့စိတ်တွေကကြောင်ချောင်ချားတွေဖြစ်ပြီးတော့ကျမ်းမာရေးတွေကြဆင်းပြီးတော့အကယ်၍မသေးတော်မှသေလူမျိုးမှဖြစ်နေတာလေမသေးတော်မှအိတ်ရထဲမှာလဲပြီးတော့တချို့ယောဂဝေဒနာကြီးတွေနဲ့နော်နေ့စဉ်နဲ့အမျှဒုက္ခတွေခံစားနေရတာတွေရှိတယ်ဆိုတော့အဲ့ဒီပုံကိုယ်တွေကိုကြည်တော်အားဖြင့်ဘယ်နှမျိုးနာနေတာဘယ်လိုနာနေတာလဲဘယ်နှမျိုးနာလဲနှမျိုးနာတယ်အဲ့တော့တို့ကဒီနေ့ကစပြီးတော့ဒီတရားနာပြီးတဲ့နေ့ကစပြီးတော့ပြင်လို့မရတဲ့ဒီခန္ဓာကိုရုပ်ကတော့နာပါစီဘောဒါကတော့ဖယားတောင်တမှမရတာဖယားတောင်မှအိုခြင်းတွေနာခြင်းတွေမကြုံလားတရလားမရပါဘူးဖယားတောင်မရရင်တို့ကပို့ဆိုးမှာပေါ့ဒါပေမဲ့တို့ပြင်ရမှာကတားလို့စီးလို့ရတာကစိတ်မိမိပေါ်မှာအာယုန်ညှိတွယ်တာတွေသူများပေါ်အာယုန်ညှိတွယ်တာတွေမိမိပေါ်စိတ်မချတာတွေသူများစိတ်မချတာတွေမိမိခင်တွယ်တာတွေသူများပေါ်ခင်တွယ်တာတွေအဲ့ဒီအရာတွေကိုတော့ပြင်လို့မရဘူးလားအေးအဲ့ဒီလို့ဆိုရင် तू ကကိုယ်ပဲနာမယ်ဘာမနာဘူးလဲရုပ်တော့နာနေပဲစိတ်ကတော့မနာဘူးတဲ့အဲ့ဒီဟာကိုတို့ကပြင်ရမှာပေါ့နော်ဟုတ်ပြီအဲ့ဒီအရာကိုပြင်ရမယ်ဆိုလို့ရှိရင် तू ကပြင်နည်းကတော့ဘုံဘုံတို့မနေ့ကပြောသလိုဒါနနဲ့လည်းပြင်သီလနဲ့လည်းပြင်သမထနဲ့လည်းပြင်ဒါလိမ့်စီတက်တာလည်းဖြစ်တယ်နော်
တကယ်တောက်ဆေးကတခြားတရားလားဝိပဿနာတရားလားဟုတ်ပြီအဲ့ဒီဝိပဿနာတရားနဲ့ပြင်မှသားလေရင်နော်မိမိတို့တဏ္ဍာမှာဝိပဿနာတရားနဲ့ပြင်မှသားရင်ဒီစိတ်ဟာအကျွင်းမဲ့နော်ဒီစိတ်ဟာဖြူစင်သွားမယ်နော်ဟုတ်ပြီဒါဆိုဝိပဿနာတရားနဲ့ဘယ်လိုပြင်ကြမလဲဆိုတော့ဝိပဿနာဉာဏ်ဆိုတာကဖြစ်ဖြစ်ရှုတတ်တဲ့ဉာဏ်ကိုဝိပဿနာဉာဏ်လို့ခေါ်တာမဟုတ်လားဘာရှုတတ်တဲ့ဉာဏ်ဟုတ်ပြီအဲ့ဒီဖြစ်ဖြစ်ရှုတတ်တဲ့ဉာဏ်ဆိုတာကိုဘုံဘုံတို့ဝိပဿနာဉာဏ်ဆိုတာလေးကိုပြောကြရအောင်နော်ဟုတ်ပြီဝိပဿနာဉာဏ်ဆိုတာကတမာတိမဲ့ခင်3ပါးဘာ3ပါးလဲတမ္မာတတိတဲ့3ပါးကနံပါတ်1ကတမ္မာတတိတမ္မာကောင်းစွာတတိတတိထားဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ဘယ်လိုပြောမလဲဆိုလောကစကားလေးနဲ့အဖြောင့်ပြောလိုက်တတိကြီးကြီးထားရိုးရိုးတတိမရဘူးနော်တာမန်ကိုယ်အိမ်မှာနေတဲ့တတိမျိုးနော်ကိုသွားဒီလာစီးပွားရှာပတ်စံရဖို့ဒီလိုတတိထားတတ်တဲ့တတိမျိုးလောက်နေတော့သူဒီတရားရမှာမဟုတ်ဘူးနော်တာမန်ကောင်းစွာတတိကြီးကြီးထားရတယ်တဲ့တတိကြီးမှလုံခြုံမှာနော်ဒါဆိုသူတော်ကောင်းတို့နံပါတ်1ကဝိပဿနာဉာဏ်ဖြစ်ဖြစ်ရှုတတ်တဲ့ဉာဏ်မှာနံပါတ်1ကတတိပေါ့နံပါတ်1ကဘာလဲနော်စာပေတိုင်းတိတိကျကျဒီပရိစ္ဆသမုပ္ပါစာရွက်ထဲကအတိုင်းပြောမယ်ဆိုရင်တော့ဘာပြောမလဲတမ္မာတတိပြောပါလဲတမ္မာကောင်းစွာတတိတတိထားဟုတ်ပြီဒါမက္ကသစ္စာကိုစပြောနေပြီနော်မိမိစိတ်ကိုပြင်တတ်တဲ့တရားကိုစပြောနေတာနော်နေ့တမ္မာဝါယမဘာလဲဟဲ့အဲ့ဒီမှာလည်းပဲတမ္မာကောင်းစွာဝါယမဆိုတာကြိုးစားလို့ပြောတာဝရိယကိုပြောတာနော်ဝရိယရှိတဲ့ဆိုတာကြိုးစားတဲ့လူကိုပြောတယ်မလားတချို့လောကမှာကြည့်ပါလားအစိုးရထားတယ် तू ကဝရိယသိကောင်းတယ်နော်ဒါကြောင့်မလို့ तू ချမ်းသာတာဒါကြောင့်မလို့ तू စောင်းဝနေရေးတွေအစဉ်ပြေတာ तू သိပြီးတော့လုံးဝဝရိယရှိတာပဲသိဝါယမစိုက်တာပဲသိပြီးတော့ဝရိယရှိတာပဲအခုယောဂီတွေဆိုရင်ဒါမနဲ့စောစောစထပြီးတော့ဒီမှာ9နာရီစတယ်ဆိုတော့ကိုအစိုးရထားမှာလေအဲ့ဒါဘာရှိတဲ့လူမှလဲဝရိယရှိတဲ့လူကအစိုးရရောက်လာမှာပဲနော်သူ့အချိန်လေးနဲ့သူ right time ဖြစ်နေမှာပဲဟောဒီကတရားဝဲစားမယ်ဆိုကိုကအစင်းသေးနေရယူပြီးသားဖြစ်နေပြီအဲ့လိုမှမဟုတ်ဘဲနဲ့ဝရိယနဲ့ရင်တော့တရားဝဲတော့မမီဘူးကတုတ်ကရုပ်ပြေးလွှမ်းခလုတ်တွေတိုက်နော်ချောလဲနော်ဟိုတိုက်ဒီတိုက်တွေဖြစ်နော်အမောတခေါ်ဖြစ်မမီမှဆိုလို့ပြေးလာဒီကြတော့ရှာထွက်နေပြီမောနေတာအဲ့ဒါတွေကြဘာနေတဲ့လူတွေလဲကိုကလည်းအစားကမိချင်းနော်ဝရိယနဲ့တော့အဲ့ရထားကလည်းနောက်ကြနော်ဟိုဟာလောကဒီဟာလောကဝိသိကိစ္စကလည်းခံများတချို့ဝိသိကိစ္စတက်များတယ်နော်လူကြီးတွေပြောတဲ့စကားပါမင်းတဲဝိသိကိစ္စများတာပဲဆိုတော့ဝိသိကိစ္စဆိုတာကစိတ်အာယုံများတဲ့လူတွေပြောတာစိတ်ပြန့်လွင့်တဲ့လူတွေပြောတာနော်သူကဟွာဆိုလဲပြေးလိုက်ဒါဆိုလဲပြေးလိုက်ဟိုပြေးလိုက်အိမ်မွန်းတက်လိုက်အိမ်အောင်ဆင်းလိုက်တော့တခါတရားနာသွားဖို့အရေးကိုနော်နတ်ပြည်တက်တော်မဲ့အတိုင်းပဲသူကဟုတ်လားဟိုပြင်လိုက်ဆင်းလိုက်ရတာတမျိုးယောဂီတချို့ကယောဂီဖြစ်တာတောင်မှရိုးရိုးလေးလာခဲ့ရပါလေနော်အပေါ်အဖြူလေးဝစ်အောက်ကအညိုလေးဝစ်တပတ်ကလေးပကုံးမော်တဲနော်သုံးဖို့အညိုရောင်လေးဝစ်ဒါဆိုရပြီမလားတချို့ကယောဂီဝတ်စုံနဲ့လာတာတောင်မှတော်တော်လှကျင်တယ်နော်တော်တော်ပြင်းစင်တယ်သူကလာတာကသွားတာကဒီခန္ဓာကိုယ်ကိုဆင်းရဲစေတတ်တဲ့တရားကြည့်အောင်သွားတာနော်ရုပ်ကိုဆင်းရဲတဲ့ရုပ်ကိုဒုက္ခပဲလို့မြင်အောင်သွားတာကိုရုပ်ကိုပြုတ်ပြင်းနေကြမလို့ဘူးနော်ဟုတ်ပြီဒါဆိုသူတော်ကောင်းတို့ဝရိယဆိုင်တဲ့တမ္မာဝါယမဆိုတာဝရိယစိုက်တာပေါ့နော်ကြိုးစားသူတော်ကောင်းတို့အသက်ကကြေးလာပြီနော်ကိုဘဝအတွက်ဒီမှာနော်မြတ်စွာဘုရားကအသက်ကြီးတဲ့ဘိုးကြီးနဲ့ဖွားကြီးကိုနေ့စဉ်လိုက်နာရမယ့်တရားကိုမြတ်စွာဘုရားကဟောနေတာနော်နောက်ကနေပြီးတော့ရှင်သာရိပုတ္တရာကနေဆက်ဟောပေးတာလေးရှိသေးတယ်ဟုတ်လားမြတ်စွာဘုရားကတော့ဒါလေးကိုပဲပြောတာမြတ်စွာဘုရားကအသက်ကြီးပြီရုပ်ကတော့ခင်ဗျားတို့ဒီအသက်ကြီးလာတာပြင်းကိုမရတော့ဘူးတဲ့ဒီတဲ့စိုးဖို့ပဲရှိတယ်ဒါပေမဲ့ဘာကိုပြင်ရမယ်ဘာကိုပြင်ရမယ်ဘသူစိတ်ကိုဘသူပြင်ရမယ်တာကြီးမှရှိကြတဲ့ဓမ္မမောင်နှမတွေနော်တေးသေးချာချာလဲနာနော်တေးသေးချာချာနာပြီးတော့လဲတေးသေးချာချာလဲလိုက်နာနော်တရားနာပြီးနားရင်ပြောက်မသွားနဲ့နော်
တရားနာပြီးနားကတဆင့်နှလုံးသားထဲကိုရောက်နေရမယ်နှလုံးသားထဲကိုရောက်တော့မှကိုဝမ်းနဲ့ကိုပိုက်ထဲရောက်တော့မှလေကိုဝမ်းနဲ့ကိုရောက်နေပြီကိုပိုက်ထဲကိုရောက်နေပြီဆိုအဲ့ဒါကိုပိုင်တရားကိုပိုင်ပစ္စည်းပဲကိုပိုင်တရားပဲနော်ကိုရဲ့နှလုံးသားမှာမှတ်ထားတာမရှိသေးဘူးကိုဝမ်းနဲ့ပိုက်ထဲကိုမရောက်သေးဘူးဆိုအဲ့ဒါကိုမှတရားမရှိသေးဘူးပေါ့ကိုမှရှိမှကိုပစ္စည်းနော်တခြားရှိဖို့ပြောတာလားတရားရှိဖို့ပြောတာဟုတ်ပြီအဲ့ဒီတရားကမြတ်စွာဘုရားကယုံတဲ့စိတ်မှာဘာကိုပြင်လို့မရဘူးဒီကြပြောတော့စိတ်ပြင်လို့မရဘူးမလုံးနဲ့နော်ဘာကိုပြင်လို့မရဘူးဘာကိုပြင်လို့ရတယ်မြတ်စွာဘုရားကဘာကိုပြင်စေခြင်းတာစိတ်သာရှင်သောဘုရားဟောစိတ်ကိုဆုံးမနိဗ္ဗာန်ရကြားဘူးတယ်မလားမိမိရဲ့စိတ်တစ်လုံးเนาะပြုတ်ပြင်ရတာအခက်ဆုံးဆိုတာလေပြုတ်ပြင်နိုင်ရင်နိဗ္ဗာန်ဝင်ဆိုတာလေဘုရားရဟန္တာတွေကဘာကိုပြင်သွားတာလဲဘာကိုဆုံးမနိုင်သွားတာလဲဒါကြောင့်ဘယ်ရောက်သွားဒီလူတွေနိဗ္ဗာန်မရောက်သေးတာဘသူစိတ်ကိုဘသူမနိုင်လို့ဘသူစိတ်ကိုဘသူမဆုံးမနိုင်လို့နိဗ္ဗာန်နဲ့နီးနေတာလားဝေးနေတာအဲ့ဒါဒီနေ့ကစားနိဗ္ဗာန်ကိုနီးကျင်တယ်ဆိုရင်ဘသူစိတ်ကိုဘသူဆုံးမရမယ်တခြားနဲ့လားတရားနဲ့လားအဲ့ဒီတရားကတခြားတရားလားဝိပဿနာတရားလားဝိပဿနာတရားအားထုတ်လိုက်လို့ဝိပဿနာဉာဏ်ရင့်တန်ရင်ဖြစ်ပျက်တွေမမြင်ဘူးလားမြင်ပါများရင်မုံပါများရင်စောအဆုံးနိဗ္ဗာန်ရောက်မှာပေါ့ဟုတ်ပြီတမ္မာတတိကြည်ကြည်ထားတမ္မာဝါယမလုံးလဝရိယရှိစွာကြိုးစားတမ္မာသမာဓိတဲ့သုံးခုမြောက်ကဘာလဲပြောတမ္မာကောင်းစွာသမာဓိဆိုတာတီတီကြည်ကြည်လေးနေတဲ့ဟုတ်လားနော်ကိုယ့်ရဲ့စိတ်ဟာတရားကျင့်တဲ့ပုဂ္ဂိုလ်ဟာစိတ်ကဟိုရောက်ဒီရောက်ရောက်နေလို့မရဘူးအခုဘုံပင်မရိပ်သာကြီးရန်ကုန်စမ်းကြောင်းကိုရကြီးဖျားရှိမှာဥယျာဉ်တိုက်ထဲမှာခုနကရိပ်သာ၈ခုရဲ့ပင်မရိပ်သာကိုအခုဘုံရိပ်သာမှာဆိုရင်ဘုံလည်းတစ်လတစ်ချိန်ဖွင့်တယ်ဒါကြောင့်ဘုရင်တော့ယောဂီက300ကျော်ရှိမယ်နော်အဲ့ဒီယောဂီတွေကိုဘုံကပြောပြတယ်နော်ယောဂီတို့ဘသူစိတ်ကိုမှဘသူပြင်လို့မရဘူးဟိုသားသမီးကိုခင်ဗျားတို့ဆုံးမတတ်တယ်ကိုယ်အချွေရန်တွေကိုခင်ဗျားတို့စိတ်မှတတ်တယ်သို့ပေမဲ့လို့အဲ့ဒီလူတွေကိုဆုံးမတာထက်လိမ္မာအောင်ပြောတတ်တာတဲ့ကိုယ်စိတ်ကိုဆုံးမတတ်ဖို့ကရည်ကြီးတယ်သူများဘလို့ပဲဆုံးမကိုမလိုက်နာရင်အဲ့ဒီလူမလိုက်နာရင်မလိမ္မာဘူးလေမိဘလောက်သားသမီးကိုဆုံးမတာဘယ်ရှိမလဲနော်မိဘလောက်သားသမီးကိုပြောတာမိုးလေးမိုးချုပ်ကောင်းတကယ်ကိုပြုပြင်ပေးတာသို့ပေမဲ့လို့အဲ့သားသမီးကမလိုက်နာရင်မလိမ္မာဘူးလေမိဘကတော့ဆုံးမနော်သွန်သင်မြဲသွန်သင်ပြောမြဲပြောဒါပေမဲ့သားသမီးကမလိုက်နာတော့ပြောတယ်လူမောယုံရှိတာပဲမိဘကလည်းပြောတယ်သားသမီးကလည်းလိုက်နာတယ်ဆိုရင်တော့ဒီသားသမီးအကျိုးရှိမယ်ပြောရတယ်လို့လည်းပင်မအကျိုးမနှက်ဘူးလားနှက်ပါဘူးအဲ့ဒါရေးကြည့်တာပဲနော်အခုတို့လူတွေလည်းပဲဖျားဘလို့ဟောအခုဖျားတက်တော်ထင်ရှားရှိသေးတယ်ဆိုကြပါစို့အခုခင်ဗျားတို့တိုက်ကြီးကိုဖျားလာပြီးတော့တရားဟောမယ်မြတ်စွာဘုရားလည်းဒါပဲဟောမှာပဲနော်ခြေသားတို့မင်းတို့ယုတ်ကပြင်မရဘူးစိတ်ကိုပဲပြင်ကြစိတ်ကိုပြင်နိုင်မှမင်းတို့နိဗ္ဗာန်ရောက်မယ်အဲ့ဒီလိုဘုရားကအခုဟောပြင်မယ်လို့တရားနာပေးတာကအဲ့ဒီစိတ်တွေမပြင်ဘူးဆိုလို့ရှိရင်ဘုရားနဲ့တွေ့လဲတွေ့တာပဲရှိမှာပဲဟုတ်လားဘုရားကလည်းဟောတယ်ကိုကလည်းပြင်တယ်ဆိုရင်တော့အကျိုးများမှာပေါ့အဲကြောင့်မလို့သူတော်ကောင်းတို့အရေးကြီးတာကနော်ဘုရားနဲ့တွေ့ဖယားရဲ့သားတော်ဖြစ်တဲ့တန်ဃာတော်တွေနဲ့ပဲတွေ့နော်ဟောတဲ့တရားအတိုင်းကိုနှလုံးသားနဲ့ကိုက်ညီသွားပြီဆိုရင်ဒီနေ့ကစပြီးတော့ကိုယ်တိုင်ပြင်ပေါ့ရုပ်ကိုလားစိတ်ကိုလားဘာကိုပြင်မှလှမယ်အခုတည်းကပြင်ထားတော့အချိန်ကသိပ်မရှိတော့ဘူးနော်ဒါကြောင့်ကိုယ်စိတ်ကလေးကိုတီတီကြည်ကြည်လေးထားတရားကျင့်တဲ့အချိန်မှာဘယ်သူရှိမှအာရုံမရောက်နဲ့နော်ဘုန်းတော်မနေ့ကပြောသလိုပဲငါ့ကိုဖုံးလည်းမဆက်နဲ့ဟုတ်လားအင်္ဂလာတွေကတခါတည်းအဲ့လိုပြောရတယ်နော်ကိုကအကြောင်းကိစ္စရှိလို့တယ်လီဖုန်းလေးယူလာမယ်ဆိုရင်လည်းဒီမှာတယ်လီဖုန်းပိတ်ထားလိုက်ကိုအကြောင်းကိစ္စတရားဝဲပြီးတဲ့အချိန်မှာအရေးကြီးတယ်ဆိုရင်ခဏတစ်ဖြုတ်ဆက်ပေါ့ဟုတ်လားပိတ်ထားလိုက်
ငါကိုဖုံးမစဲနဲ့ဒီအချိန်မှာငါဒီငါတရားအလုပ်ကိုငါဇောက်ချပြီးတော့နော်ရုပ်ကောစိတ်ကောတရားတွေကိုပြည့်ဝင်ပြီးတော့ငါကြိုးစားခြင်းနဲ့ဒီလိုလုပ်ရမှာနော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တရားကတော့ထိုင်ပြီးတော့ရုပ်ကတော့တရားကျင့်တဲ့ဌာနမှာဓမ္မယုံထဲမှာကြောင်းကဖះမှာစိတ်ကအိမ်ရောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒါတမာတိမတည်လို့ပဲဟုတ်လားဒါကြောင့်တမ္မာကောင်းစွာတမာတိတီတီကြီးကြီးရှိရမယ်တဲ့စိတ်ငြိမ်ရမယ်လို့ပြောတာစိတ်ကိုငြိမ်အောင်ထားမှတမာတိရှိမှာပေါ့ဒါကြောင့်မလို့စိတ်ငြိမ်မှုအတွက်တရားစထိုင်ပြီးဆိုရင်တမလင်ကိုယ်တိုင်ကြုံကြုံတိုင်းထိုင်ပြီးတာနဲ့ခါလေးကိုဖြောင်းဖြောင်းတာဇက်ကလေးကိုတဲ့တဲ့ထားပြီးတာနဲ့မိမိရဲ့စုကိုနှာခေါင်းဝါလေးကိုပိုးအတ္တတတိပတ္တတတိဝင်တာကိုဝင်လေလို့ဒီထွက်တာကိုထွက်လေလို့ဝင်လေဒီထွက်လေဒီဝင်လေဒီထွက်လေဒီအဲ့ဒါစိတ်ဒီကိုယ်နဲ့တူတူကဖြစ်အောင်လုပ်တာနော်အာယုန်ဒီကိုမသွားဘဲနဲ့စိတ်အာယုန်ဘေးကိုမရောက်ဘဲနဲ့ကိုယ်နဲ့တူတူကဖြစ်အောင်ထွက်လေဒီဝင်လေထွက်သွားတဲ့လေရှိနေတယ်ဝင်သွားတဲ့လေရှိနေအဲ့ဒါကိုသိနေရင်စိတ်ဒီကိုယ်နဲ့တူတူကရှိနေတယ်အဲ့ဒါကိုဘာပြောလဲတမ္မာတမာတိတဲ့တတိရှိမယ်ဝရိယရှိမယ်တမာရိတိမယ်စိတ်ငြိမ်မယ်ဆိုရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတဲ့ပညာမဲ့ကနှစ်ပါးပေါ်လာမှာပေါ့တမ္မာဒိဋ္ဌိကောင်းစွာမြင်မယ်တမ္မာသင်္ကပ္ပကောင်းစွာကြံစီမယ်ဒါပညာမဲ့ကနှစ်ပါးဒါကဘုံဘုံတို့မနေ့ကဆက်ပြောပေးမယ်နော်ဟုတ်ပြီပညာဆိုတာကဆုံးဖြတ်တတ်တာကိုဘာလို့ခေါ်လဲပညာဟုတ်ပြီစိတ်ကတတိရှိတယ်ထွက်လေဝင်လေတတိထားတယ်ဝရိယငါအသက်ကြီးလာပြီကြိုးစားရမယ်တမာတိဘသူရှိမှစိတ်အာရုံမရဘူးငါစိတ်ဒီငါနဲ့ပဲရှိရမယ်ဆိုရင်အဲ့ဒါစိတ်ဒီကိုယ်နဲ့တူကရှိရင်အဲ့ဒါတမာတိတည်တယ်လို့ခေါ်တယ်ဒါကိုမြတ်စွာဘုရားကတမာတိဘိက္ခဝေဘာဝေထဘိက္ခဝေခြေသားခြေသမီးတို့ဘိက္ခဝေတရားစတင်အထုံးမဲ့ခြေသားခြေသမီးတို့တမာတိတမာတိတရားကိုဘာဝေထဥစွာလုပ်ကြစိတ်ကိုငြိမ်အောင်အရင်လုပ်လို့ပြောတာစိတ်ဒီကိုယ်နဲ့တူတူကရှိရမယ်ထွက်လေဝင်လေလေးရှူပြီးတော့စိတ်လည်းငြိမ်သွားရောတမာတိတည်သွားရောနောက်ကပညာမဲ့ကနှစ်ပါးပေါ်လာပြီးတော့ဘသူစိတ်ကိုဘသူငြိမ်အောင်လုပ်လိုက်တယ်လေဟုတ်ပြီအဲ့ဒီစိတ်ငြိမ်သွားတဲ့ကပညာမဲ့ကနှစ်ပါးနဲ့ရုပ်ကြည်ပြန်တော့လေဒီထိုင်းနေတဲ့ရုပ်ကြီးကထိုင်နေရင်ကိုဖြစ်လဲပြလိုက်မလို့ဖြစ်ပြက်ကဘာသစ္စာသိတဲ့ဉာဏ်ကဒီ၅ပါးကိုပြောတာနော်သိတဲ့ဉာဏ်ကဆိုတာတတိရှိတယ်ဝရိယရှိတယ်သမာဓိရှိတယ်ပညာမဲ့ကနှစ်ပါးအဲ့ဒါဝိပဿနာဉာဏ်ပဲဝိပဿနာဉာဏ်ဆိုတာတတိဝရိယသမာဓိအဲ့ဒီသုံးပါးကရုပ်ရှိမှန်သိနာရှိမှန်သိပညာမဲ့ခင်တစ်ပါးကရုပ်ရဲ့ဖြစ်ပြက်နာရဲ့ဖြစ်ပြက်ကဘာသစ္စာဒုက္ခသစ္စာဒီဘက်ယုံနာခန္ဓာကဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကမဂ္ဂသစ္စာတတိဝရိယသမာဓိပညာမဲ့ခင်နှစ်ပါးဆိုလိုက်တတိဝရိယသမာဓိပညာမဲ့ခင်နှစ်ပါးသမာဓိမဲ့ခင်သုံးပါးကအဖြစ်ကိုမြင်ပညာမဲ့ခင်တစ်ပါးကအပြက်ကိုမြင်ဖြစ်ပြဲအဲ့ဒါတရားဉာဏ်လားဝိပဿနာဉာဏ်လားဝိပဿနာဉာဏ်ကနေပြီးတော့မိမိစိတ်မှာပေါ်လာတဲ့အာယုန်တွေမိမိအတွက်ခင်းနေတာလားသူများအတွက်ခင်းနေတာလားဘယ်အာယုန်တွေအတွက်စိတ်မချတာလဲအဲ့ဒါတွေကိုဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့အလုံးဟာအာယုန်မှန်သမျှတည်လဲမြဲသလားမိမိယုံနာတော့မမြဲရင်မျက်စိနဲ့မြင်လို့နားနဲ့ကြားလို့ဖြစ်ပေါ်လာတဲ့အာယုန်တွေနဲ့ဖြစ်ပျက်ကဘာသစ္စာမြင်တဲ့ဉာဏ်ကဒါဆိုနှလုံးသားထဲမှာပညာမဲ့ခင်ကိန်းသွားပြီမက္ကသစ္စာကိန်းသွားပြီဆိုဖြစ်ပျက်တွေမြင်လာရင်ဖြစ်ပျက်တွေမြင်ဖြစ်ပျက်တွေမုံဖြစ်ပျက်တွေဆုံးသွားမယ်ဆိုလို့ရှိရင်မိမိရဲ့စိတ်ကိုတရားနဲ့ထိန်းသွားပြီပေါ့။ငါဒီတနေ့ပျက်စီးတော့မယ်ဝိပဿနာဉာဏ်နဲ့ရှိသွားအောင်ငါတော့ပျက်စီးသေးတာငါစီပွားတွေငါသားသမီးတွေသက်ရှိသက်မဲ့တွေအကုန်လုံးကပျက်စီးတတ်တဲ့ဒုက္ခသစ္စာပဲလို့လဲဉာဏ်ကလည်းမြင်သွားအောင်ကိုယ်စိတ်ကိုတရားနဲ့နိုင်သွားပြီနော်။ဒါဆိုစိတ်ကိုထိန်းနိုင်တဲ့ကရိယာဒီတရားလားတရားလားတရားပါအဲ့တော့မြတ်စွာဘုရားကဒကာကြီးနဲ့ဒကာမကြီးရုပ်ကတော့ပြင်လို့မရဘူးတဲ့စင်လို့မရဘူးတကယ်ပြင်ရဆင်ရမှာကဘာလဲဟဲ့စိတ်ကိုတခြားနဲ့လားတရားနဲ့လားတရားနဲ့ပြင်သွားရင်မအေးချမ်းဘူးလားဒါကြောင့်တရားချစ်ခင်သူတော်စင်အားလုံးမိမိတို့ရဲ့စိတ်ကိုတရားနဲ့ပြင်ဆင်ပြီးတော့တရားတွေကြင်ကြံပွားများအားထုတ်နိုင်ကြပါစေလို့ပတ္ထနာအောင်စုပြုပါပြီသာဓုသုံးငြိမ်ခေါ်တော်ကြအောင်စို့ဘုံဘုံတို့အခုနာယီဝက်နာပြီးရင်တရားပြန်ထိုင်ပါမယ်နော်